မနေ့ကကျွန်တော်တို့တင်တဲ့ဗီဒီယိုအကိုကဘာဖြစ်လို့ပြောနိုင်လဲ။အော်ကလေးကိစ္စလား။ဟုတ်တယ်။ဘာဖြစ်လို့အဲ့လိုမျိုးပြောနိုင်လဲဆိုတော့ဒါဖြစ်နိုင်ခြေအများဆုံးပေါ့နော်။ဒီကိစ္စပြီးတော့မှငါစဉ်းစားတဲ့ပုံစံမျိုးဖြစ်နိုင်ခြေအများဆုံးရှိတယ်။တကယ်လို့အဲ့လိုဒါမဟုတ်ဘူးဆိုရင်တော့ဟိုပြောမှကလေးပြောက်ကြောင်းကျင်ညာပြီပေါ့။ဟုတ်တယ်နော်။အဲ့ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဟုတ်လွန်ခဲ့တဲ့ဟိုတာလောက်ကပေါ့လေနော်10နှစ်ကြော်လောက်ရှိမှာအဲ့တော့ငါအတက်နဲ့ငယ်သေးတယ်ငါတို့အဖေတငယ်ချင်းတယောက်သူပွဲစားဖြစ်နေတယ်လေအဲ့တော့လည်းပွဲစားပဲအခုလည်းပွဲစားပဲလေသူကဒီမြို့မှာပွဲစားနာမည်ကြီးပဲလေအဲ့တော့ဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံသားတွေကပြောမှကားမရှိကြဘူးပြောမှလူတော်တော်များများကားမရှိကြဘူးပေါ့ဟိုကိုပိုင်ကားစီးနိုင်တဲ့လူဆိုတော့ဒီပွဲစားတွေပဲစီးနိုင်ကြတယ်ကိုပိုင်ကားအဲ့တော့ခါကြတော့သူကကားတစ်စီးဝယ်လိုက်တယ်သူကကားတစ်စီးဝယ်တော့ခါကြတော့ဘာလုပ်လဲဆိုတော့ဒီဟရိုက်မြို့ကနေသူဘန်ကောက်ဘက်ကိုသွားတယ်ဘန်ကောက်ဘက်သွားတော့အဲ့မှာတော့ပါတော့သူရဲ့သူမိမရဲ့ကလေးอ่ะသူကလေးရဲ့ဟိုတစ်နှစ်အရွယ်ပေါ့ကလေးอ่ะအဲ့မှာသွားတော့မလမ်းတစ်ဝက်မှာဘယ်နေရာလဲတော့မသိဘူးပဲလေနော်အဲ့မှာကားအက်ဆီဒန့်ဖြစ်တယ်သူကားကြောင်းတွေကြသွားတာကြောင်းရကြတော့ခါကြတော့ကလေးอ่ะဟိုတစ်နှစ်သားကလေးอ่ะအသက်ဆုံးရှုံးသွားတယ်ကလေးယောက်ျားလေးပေါ့နော်အသက်ဆုံးရှုံးတဲ့ခါကျတော့သူတို့ဘာလုပ်လဲဆိုတော့ကားနဲ့ကလေးနဲ့အဲ့တိုင်းထားပြီးတော့ဘယ်လိုပြောမကိုလို့ယုံရတယ်အဲ့လေများနှစ်ယောက်အဲ့ဒါဟာသူတို့ကိုယ်တိုင်ပြောပြတယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်တော့ငါတို့အိမ်ကိုသူလာပြောပြတယ်လေပြောပြတော့ငါတို့လည်းကြားနေရတာပေါ့လေငါတို့ဖေကလာပြောပြတာအဲ့ပုံစံမျိုးဟိုပြောမှာကအခုခေတ်ကလည်းဟိုဘယ်လိုမှအေးဒါနဲ့မနေ့တော့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟာဘယ်လိုမှအဖြစ်နိုင်ခြေအများဆုံးပဲဟိုဘယ်လိုမှဖြစ်ဖို့ငါပြောတဲ့ပုံစံမျိုးဖြစ်ဖို့ဟာ90ရာခိုင်နှုန်းလောက်ရှိတယ်ပြီးကြရင်ညတော့ကလည်းငါတရင်တစ်ခုမှတွေ့ရတယ်ကွာဟိုတားဖားနှစ်ယောက်ပါဟိုနွားတော့ဝယ်တယ်ကွာနွားတော့ဝယ်တဲ့ခါကျတော့အဲ့မှာဟိုနွားရောင်းဝယ်တဲ့ဈေးတန်းမှာပေါ့အဲ့မှာလူတယောက်ကအဲ့တားဖားနှစ်ယောက်လာခေါ်တယ်သူ့မှာဟိုနွားရောင်းစရာရှိတယ်ဆိုတဲ့အကြောင်းပေါ့သူနွားရောင်းမှာပေါ့လေအဲ့တော့ခါကျတော့အဲ့တားဖားနှစ်ယောက်ကိုခေါ်ရတယ်ခါကျတော့ဟိုရောက်တော့အဲ့တားဖားနှစ်ယောက်ကိုပြစ်တက်လိုက်တယ်တနက်နဲ့အဖေကိုအရင်တတ်တယ်ပြီးကြရင်တားကိုဟိုပြစ်တက်လိုက်တယ်ပြီးကြရင်ဘယ်လိုမှဒီဆွေကျိုးတကုံးပါသွားတယ်ပတ်စံ3000အဲ့မှာလူသေးပြီးတော့ဟိုဘယ်လိုမှလူသေးပြီးဆိုတော့ပလက်ရောက်လာတယ်ပဲလေပလက်ရောက်လာတဲ့ခါကျတော့ဘယ်လိုပြောမလဲဒီပတ်ဝန်းကျင်တွေပေါ့နော်ဟိုရက်ွက်တဲ့လူတွေပေါ့ဒီအလောင်းလာကြည့်တယ်ပေါ့လေနော်ဟိုထုံးစံတိုင်းပဲလေဒါကတော့အေးလာကြည့်နေတဲ့လူအောက်ကြားတယ်မှာသူလေးပါတယ်ဒီလိုမျိုးအင်ဂျီအဖြူပဲဝတ်တာသူလည်းအိမ်နားမှာထိုင်နေပြီးတော့ဟိုမသိလို့ရှိရင်သူလည်းဒီလာကြည့်တဲ့ပုံစံမျိုးပဲလေအေးပါထူဆန်းလိုက်တယ်အဲ့တော့ခါကျတော့ဟိုဘယ်လိုမှဟိုလူတယောက်ကပလက်ကိုလာပြီးတော့ပြောပြရတာပေါ့နော်ဟိုဒီတားဖာနှစ်ယောက်ကိုဟိုဒါနောက်ဆုံးတွေးလိုက်ရတာဒီလူနဲ့စကားပြောနေတာဟိုဒါပြောမနောက်ဆုံးတွေးလိုက်ရတာပေါ့အဲ့တော့ခါကျတော့ဒီကောင်ဝိုးဝေးလေးလမ်းသွားရှာတယ်မလို့တော့လေဘေးမရှိဒီကောင်လည်းအေးမှာပဲပလက်နဲ့စကားပြောကြည့်တော့ဘယ်ပြောကောင်းမလဲပလက်လေဟိုဒါအဲ့တော့ခါကျတော့ဖန်စီသွားတယ်လေဟိုအဓိကဟိုဒါကတော့သူ့ဖန်စီဝပြီးနောက်ပိုင်းမှာတော့သူဝန်ခံတယ်လေသူပြစ်တက်လဲဆိုတဲ့အကြောင်းပေါ့သူ့မှာအကျွေးရှိနေတယ်ပေါ့နော်ဘာကျွေးလဲဆိုတော့အလောင်းကစားကျွေးပါဒီ online ပေါ်ကဒီအလောင်းကစားပါနော်ဒီဆလော်တို့ဘာတို့ပဲလေဒီဟိုကျင်းနေပေါ့အဲ့ဒီအကျွေးဆက်ဖို့သူကအလောင်းကစားရှုံးတော့ပေါ့နော်အဲ့ဒါပဲကွာဒီအခက်ကြီးမှလေဩငါသူများကိုမလုပ်ဘူးသူများလည်းငါ့ကိုမလုပ်ဘူးပေါ့ကိုကသူများကိုရန်တော့မရှာလို့ရှိရင်သူများလည်းကိုကိုရန်ရှာဟိုပြောမှရန်ရှာအကြောင်းမရှိဘူးပေါ့အဲ့လိုလူတွေဟာမရှိတော့ဘူးအကုန်လုံးတင်ကြရောက်ကုန်ပြီဟုတ်တယ်နော်အကုန်လုံးသိဆုံးကုန်ပြီအေးညတော့ကငါကြည့်ရတဲ့သတင်းမှာဆိုလို့ရှိရင်အဲ့လူဟာဟိုတေဝရဲတားဖာနဲ့အဲ့ဟိုဒါလူတက်တရခံနဲ့မတိကြဘူးနော်မတိကြဘူးဘာမှဆိုင်ကြဘူးမဆိုင်ဘူးတိကိုမတိကြဘူးအဲ့ပုံစံမျိုးဒီခေတ်ကြီးမှာလေဘာမစိုးဖြစ်ဝနိုင်နေတော့မိတ်ဆွေဘဒူမှမယုံနဲ့တော့ဘဒူဆိုဘဒူမှယုံလို့မရဘူးဒီခေတ်ကြီးမှာဘယ်ပဲတော့သတိဝိရိယနဲ့တွားကြပါခင်ဗျာအခက်ဟာဘယ်လိုမှခစ်ဆိုးခစ်ပြတ်ဖြစ်နေပါပြီ
ဒီမူရင်စေးဝါးတွေလည်းအလွယ်တကူကြိုက်တဲ့နေရာမှာဝယ်လို့ရတယ်ရောင်းတဲ့လူတွေလည်းပေါ်သလားမင်းနဲ့မူရင်စေးဝါးဈေးကလည်းပဲလှော်ဈေးတက်တာပဲရှိတယ်ပြီးကြရင်အလောင်းကစားလုပ်ဖို့ဟာလည်းအရင်တော့ဆိုလို့ရှိရင်တော့အလောင်းကစားလုပ်ဖို့ဆိုလို့ရှိရင်အာဘာဒေးတွေပါတော့ရတယ်လေ ဟုတ်တယ် ဟိုအကြာကြီးမှတစ်ခါဖြစ်တယ်ဟိုဘယ်လိုမှအလောင်းကစားဝိုင်းရအခုအဲ့လိုမဟုတ်ဖုန်းတစ်လုံးရှိအောင်နေရပြီအလောင်းကစားကစားလို့ရပြီဟုတ်ကဲ့ပါဒါကြောင့်မို့သတိထားကြပါမိတ်ဆွေတို့မြေတူတူတယောက်ကိုမှမယုံပါနဲ့မိတ်ဆွေတို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာ